ရွေးချယ်မှုတွေဆိုတာဘဝရဲ့ဘာသာစကားတစ်ခုလိုပါပဲအထူးသဖြင့်နှလုံးသားရေးရမှာပေါ့ကဲဒီနေ့တင်ဆက်မှုမှာတော့ချစ်စရာကောင်းတဲ့ချစ်စလန်းလေးတစ်ခုကိုအခြေခံပြီး prefer နဲ့ would rather ကိုသုံးပြီးကိုယ့်ရဲ့စိတ်ကြိုက်ရွေးချယ်မှုတွေကိုဘယ်လိုဖော်ပြကြမလဲဆိုတာလေ့လာသွားကြမယ်ဟုတ်ပါတယ်အချစ်စလန်းတိုင်းဟာရွေးချယ်မှုတစ်ခုနဲ့စတင်တာပါတွေ့ဆုံဖို့ရွေးချယ်မှုစကားဆက်မြဲပြောဖို့ရွေးချယ်မှုပြီးတော့တယောက်ရဲ့စိတ်ကြိုက်တွေကိုနောက်တစ်ယောက်ကနားလည်ပေးဖို့ရွေးချယ်မှုတွေနဲ့အစဖြူတာပေါ့ကျွန်တော်တို့ရဲ့ဇလန်းလင်းကတော့ရန်ကုန်မြို့ရဲ့နေရောင်ကြီးနွေးနွေးအောက်ကတာယာและလက်ဖိတ်ဆိုင်လေးတစ်ခုမှာစတင်ပါတယ်အဓိကဇက်ဆောင်တင်ကတော့မျိုးနဲ့တီတာပါပထမဆုံးဇက်ကွက်လေးကိုအတူတူမြင်အောင်ကြည့်လိုက်ရအောင်မျိုးနဲ့တီတာဟာစားပွဲတစ်ခုထဲမှာအထူထိုင်နေကြတယ်လေထူးထဲမှာလက်ဖက်ရည်နန်းတင်းတင်းလေးကမှွေနေပြီကိုသူတို့နဲ့ထပေဖေးနေသူတို့မှတူညီတဲ့အချက်တွေရှိနေပါလားဆိုတာကိုရှာဖွေတွေးရှိရင်စကားတွေစပြောဖြစ်ခဲ့ကြပါတယ်မျိုးကစကားစလိုက်တယ် I don't like big cities I prefer living in the country တဲ့မြန်မာလူကတော့မျိုးကြီးတွေကိုမချိုက်ဘူးကျွန်တော်ကတော့ခြေလက်မှနေရတာကိုပိုချိုက်တယ်လို့ဆိုလိုတာပါဒါဟာအချင်းခါအခြေအနေပေါ်မှာမမှုတည်တဲ့သူ့ရဲ့အရေးဖြင့်ချန်နေတဲ့မှုကိုဖော်ပြလိုက်တာဖြစ်ပါတယ်ကဲဒီနေရာမှာခဏရပ်ပြီးသဒါစီးမြင်လေးကိုကြည့်လိုက်ကြရအောင်နော် prefer နောက်မှာ verb ing ပုံစံကိုသုံးတဲ့အခါဒါဟာအခြေအများစုမှာမှန်ကန်နေတတ်တဲ့ရည်ပြည့်ချန်နေတတ်မှုတွေအရသာခံစားမှုတွေကိုပြောပြတာပါခုနကမျိုးတဲ့စကားကဒီအချက်ကိုထင်ထင်ရှားရှားပြသတာပါပဲတီတာကလည်းပြန်ဖြေလိုက်တယ် I'm the same I prefer to drive rather than travel by train တဲ့ကျမလည်းတူတူပဲယထာစီတာအထက်ကားမောင်းတာကိုပိုကြိုက်တယ်လို့အတိပ္ပယ်ရပါတယ်ဒီမှာတော့နိုင်ရှစ်မှုပုံစံအသစ်တစ်ခုကိုသုံးသွားတာတွေ့ရမှာပါဆိုတော့မျိုးနဲ့တီတာသုံးတော့တဲ့ရေဘူးရကြိုက်နေတဲ့မူဒီကိုနိုင်ရှင်တဲ့နီးလန်းနှမျိုးကိုလေ့လာကြည့်အောင် prefer something to something နဲ့ prefer something rather than something ဆိုပြီးသုံးလို့ရပါတယ် to ကိုသုံးရင် noun ဒါမှမဟုတ် verb ing နှစ်ခုကြားမှာနိုင်ရှင်ကဖြစ်ပြီး rather than ကိုသုံးရင်တော့ verb ing ဒါမှမဟုတ် to verb နှစ်ခုကြားမှာနိုင်ရှင်လေးရှိပါတယ်အလွယ်ပြောရရင် to က noun ရဲ့အတွက်ပိုသုံးများပြီး rather than ကတော့ verb တွေလောက်ဆောင်ချက်တွေအတွက်ပိုသုံးများတယ်လို့မှတ်ထားနိုင်ပါတယ်ဇလန်လေးကိုပြန်ဆက်လိုက်ကြရအောင်သူတို့ရဲ့စကားဝိုင်းကရေဘူးရကြိုက်နေတဲ့မှုတွေအကြောင်းကနေအခုဒီညနေအကရာတိကျတဲ့ဆုံးဖြတ်ချက်တစ်ခုစီကိုဦးတည်လာပါပြီမျိုးကမေးလိုက်တယ် Would you prefer to eat now or later တဲ့အခုပဲစားမလားဒါမှမဟုတ်နောက်မှပဲစားမလားလို့မေးလိုက်တာပါဒီမေးခွန်းကလက်ရှိအခြေအနေတစ်ခုမှာတိကျတဲ့ရွေးချယ်မှုတစ်ခုကိုမေးပြနေတာဖြစ်ပါတယ်ဒီ slide ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့အရန်အရေးကြီးပါတယ်တိကျတဲ့အခြေအနေတစ်ခုမှာချိုင်းနေတဲ့မှုကိုဖျော်ပြဖို့ would prefer နဲ့ would rather ကိုဘယ်လိုသုံးလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြထားတယ်တိကျမထားမဲ့အချက်က would prefer နောက်မှာ to နဲ့ verb လိုက်ပြီး would rather နောက်မှာတော့ to လုံးဝမပါတဲ့ verb ကိုပဲသုံးရတာပါဒီခြားနာချက်လေးကသိငယ်လေလို့ထင်ရပေမဲ့ fluency ရှိပြောင်းနိုင်ဖို့အတွက်တော့သိအရေးကြီးပါတယ် would rather နောက်မှာ to ဘယ်တော့မှမထည့်ဖို့တတိယထားရမယ်နော်ဒီတာကညင်သာသာလေးပဲညင်လဲပါတာ I'm tired I'd rather not go out this evening if you don't mind တဲ့ကျွန်မပင်မနေလို့ပါဒီညနေပြင်မထွက်ချင်တော့ဘူးအဆင်ပြေမယ်ဆိုရင်ပေါ့ဒါကတော့ I'd rather not ဆိုတဲ့အငင်းပုံစံကိုတုံပြသွားတာပါကဲဇလန်းရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီမျိုးနဲ့တီတာကြားကညင်တာတဲ့ညှိနှိုင်းမှုတစ်ခုနဲ့အတူသူတို့ရဲ့ရင်းနှီးမှုကပိုပြီးနှဆိုင်လာမဲ့အခက်အတန့်လေးတစ်ခုပါပဲနောက်ထပ်ဇက်ကွက်တစ်ခုကိုမြင်အောင်ကြည့်လိုက်နေမင်းချင်းမှာသူတို့နှစ်ယောက်အပြင်မှာရန်နေကြတယ်မျိုးကတက္ကစီခေါ်ပေးမယ်လို့ပြောလိုက်တဲ့အခါတီတာကသူ့ကိုကြည့်ပြီးညင်တာတဲ့အကြံပြုချက်တစ်ခုကိုပေးလိုက်ပါတယ်ဒီစကားလေးကဇလန်းရဲ့အလက်အပြောင်းပါပဲတီတာကပြောလိုက်တယ်I'd rather you drove တဲ့ကျမကတော့ရှင့်ကိုပဲမောင်းစေချင်တယ်လို့ဆိုလိုတာပါဒါဟာတစုံတယောက်ကိုတစ်ခုခုလိုပေးပါလားလို့ညင်ညင်သာသာနဲ့တောင်းဆိုလိုက်တဲ့ပုံစံမျိုးပါကဲအခု I'd rather somebody did something ဆိုတဲ့ပုံစံကိုအစင်းစင်းလေ့လာကြအောင် I'd rather နဲ့စမယ်ပြီးရင်ကိုလို့စေချင်တဲ့သူကိုထည့်မယ်ဥပမာ you ပေါ့အရေးကြီးဆုံးက past tense verb ကိုတုံးရပါမယ်ဥပမာ droveဒါအနေနဲ့တော့ထူးဆန်းနေတော့ထင်နိုင်ပါတယ်ဘာလို့ past tense ကိုတုံးရလဲဆိုတော့ဒါဟာအင်္ဂလိပ်တက်တာမှာတကယ်ဖြစ်မနေသေးပဲဖြစ်စေချင်တဲ့စန္ဒတစ်ခုကိုဖော်ပြတဲ့နီးလာမို့လို့ပါဒါကြောင့် past tense တုံးထားပြီးမဲ့အတိပ္ပယ်ကပိစုပနာမမို့အနာဂတ်အတွက်ဖြစ်နေတာကိုသတိထားပါမယ်ဒီပုံစံရဲ့အရင်ကတော့ I rather you didn't ဖြစ်ပါတယ်ဒါက I would prefer you not to do it ဆိုတဲ့အတိပ္ပယ်ပါပဲတယောက်ယောက်ကိုတခုခုမလုပ်စေချင်ဘူးလို့ရင်ရင်ကြည်ကြည်ပြောချင်တဲ့အခါမှာသုံးနိုင်ပါတယ်ဥပမာI'd rather you didn't tell anyone what I said
ဆိုရင်ကျွန်မပြောတာကိုဘယ်သူမှမပြောစေချင်ဘူးလို့ဆိုလိုတာပါ ဇလန်လေးကတော့ဒီမှာပဲခဏရနာပြီးတော့အခုထိလေးလာခဲ့တဲ့တရားစီးမြင်တွေကိုအတူချုပ်လက်ပြန်ပြီးသုံးသပ်ကြည့်လိုက်ကြရအောင် ဒီနေ့အတွက်အထူးကမှတ်ထားရမယ့်အချက်တွေကတော့ရေပွဲရကြိုင်နေတဲ့မှုအတွက် prefer to do ဒါမှမဟုတ် prefer ing ကိုသုံးပါတိကျတဲ့အခြေအနေတွေအတွက်တော့ would prefer to do ဒါမှမဟုတ် would rather do ကိုသုံးပါ would rather နောက်မှာ to လုံးဝမသုံးရဘူးဆိုတာကိုတတိယပါတစုံတစ်ယောက်ကိုတစ်ခုခုလုပ်စေခြင်းရင် I'd rather နောက်မှာလူတစ်ယောက်ပြီးတော့ past tense verb ကိုသုံးပါဒီပုံစံရဲ့အတိအပြေကအတိတ်မဟုတ်ပဲပစ္စုပန်ဒါမှမဟုတ်အနာဂတ်အတွက်စန္ဒတစ်ခုကိုဖော်ပြနေတယ်ဆိုတာကိုအမြင်တတိယပါ အခုလိုတက်တာစီမင်းလေးကိုဇလန်လေးတွေနဲ့လီလာရတာကပိုပြီးမှတ်မိလွယ်စေတယ်ဟုတ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့နီလန်းတွေနဲ့ English ကိုအခြေခံကစပြီးကျွမ်းကျင်ပိုင်နိုင်စာတက်မြောက်လို့သူတွေအတွက်အကောင်းဆုံး AI နည်းပညာတစ်ခုနဲ့မိတ်ဆက်ပေးပါစေကဘာကျော် Raymond Murphy ရဲ့ English Grammar and Use ကို AI နည်းပညာနဲ့ပေါင်းစပ်ပြီးအလွယ်ကူဆုံးနီလန်းနဲ့အခုပဲလေ့လာနိုင်ပါပြီဒီ AI learning system မှာဘာတွေပါဝင်မလဲဆိုတော့နားမလည်တဲ့ grammar ပိုင်းတွေကိုအခြေမရွေးမေးနိုင်တဲ့ grammar AI assistant ကဘာစစ်မီ Google နည်းပညာနဲ့ချိတ်ဆက်ပြီးဘာသာစကားမျိုးစုံနဲ့လေ့လာနိုင်တဲ့ Google Support ကိုရေးထားတဲ့စာကြောင်းတွေကိုချက်ချင်းစစ်ဆေးပြင်ဆင်ပေးတဲ့ real time correction နဲ့သင်ခန်းစာတွေကိုပုံနေဥမာတွေနဲ့ပြင်ရိစံမကောင်းအောင်လေ့လာနိုင်မဲ့ interactive lessons တွေပါဝင်ပါတယ် ဒီစနစ်ကိုမြန်မာနိုင်ငံသားမှာကဘာတဝမ်းနိုင်ငံပေါင်း190ကျော်မှာ Google ကဘာသာစကားမျိုးစုံနဲ့အသုံးပြုနိုင်အောင်ပံ့ပိုးပေးထားပါတယ်အလုပ်အတွက်ပဲဖြစ်ဖြစ်ကျောင်းအတွက်ပဲဖြစ်ဖြစ် English grammar ကိုကျွမ်းကျင်ဖို့အတွက်အကောင်းဆုံး digital teacher တွေပါပဲ AI နဲ့ English စာလေ့လာမှုကိုအခုပဲအဆင့်မြင့်တင်လိုက်ပါ AI Asia ကထုတ်ဝေပါတယ်ဖုန်းနံပါတ်999-965-6695လေးနဲ့669-3040-965လို့ကိုဆက်သွယ်နိုင်ပါတယ် ကဲဒီနေ့လေ့လာခဲ့တာတွေကိုသုံးပြီးကုလုံနာရဲ့စိတ်ကြိုက်ရွေးချယ်မှုကိုရောဘယ်လိုဖော်ပြကြမလဲဒါကတော့ပြပြစဉ်းစားစရာမျိုးဟိုဒီတစ်ခုပါပဲ